ဒီနေ့ကတော့တတ်လည်းမဟုတ်ဘူးဆိုတော့ဗောနော်ဒီငပိရည်လေးနဲ့စပြပါတယ်အစီလေးလဲပေါ့နော်အစီမပါတာလေးပေါ့အစီမပါတာလေးကိုဒီလိုငပိရည်လေးရယ်ဒီမှာသူကငရုတ်သီးချက်မုံလေးလည်းမှုန်းအောင်ထည့်ထားတယ်ပြီးတော့ငရုတ်သီးစိမ်းလေးလည်းထည့်ထားတယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့ဒီမှာတော့ရှင်ဘတ်ရယ်ပြီးသွားလို့ရှိရင်တော့ဒီဒညင်းသီးပြုတ်လေးရယ်ပြီးရင်ကစုံရက်ပြုတ်လေးပေါ့နော်ဒါကစုံရက်ပြုတ်လေးဆိုလည်းမကြီးရလေးနဲ့ပြုတ်ထားပြီးတော့ဒီပေါ့နော်ရှေ့ပွဲလေးကိုပေါ့နော်အခုလိုမျိုးလေးပြုတ်ထားပါတယ်ပြီးသွားရင်တော့ထမင်းလေးနဲ့ပေါ့နော်နင်းစားပါမယ်အဲ့တော့ဒါလေးကတော့စီလည်းမပါသလိုကိုပေါ့နော်ထမင်းလည်းမင်းနဲ့မိုးရသေးလေးနဲ့လည်းကြိုက်တယ်ဆိုတော့ပေါ့နော်ဒီလိုမျိုးလေးလုပ်ထားပါတယ်အဲ့တော့ကိုဆိုလို့ရှိရင်မပြည့်လေးနဲ့ခမင်းလေးနဲ့နေပြီးတော့စားလိုက်ပါအောင်မယ်နော်အဲ့တော့ဒီလိုမျိုးလေးလည်းလှုပ်ရှားကြည့်ပါဒီရေပွဲပြုတ်လေးမဟုတ်တယ်လေပဇွန်လေးလှော်ပြီးတော့စားလို့လည်းရတယ်နော်ပဇွန်ချော့လေးတွေလှော်ပြီးတော့ဒီလိုမပြည့်လေးနဲ့စားကြည့်ပါအရင်စားကောင်းပါတယ်နော်ဒါကတော့ဒီနေ့အတွက် menu လေးဖြစ်ပါတယ်ဒါကတော့တစ်ဖြတ်ပေါ့နော်တသက်လုံးမစားရရဲ့ကလေးမှာလုပ်ထားတာလေးပါ